ရည်သွဲရသော noun နဲ့ရည်သွဲမရသော noun countable noun ရည်သွဲရသော noun ရည်သွဲရသော noun တွေကိုတစ်ခုနှစ်ခုသုံးခုစသည်ဖြင့်ရည်သွဲလို့ရပြီးတော့သူတို့တွေမှာအနည်းကိန်းနဲ့အများကိန်းဆိုပြီးတော့ရှိပါတယ်။ကဲတော့ noun ကနည်းနေရင် noun ရဲ့အရှိမ an ဆိုတဲ့ article ကိုကပ်ပေးရမှာဖြစ်ပြီးတော့အများကိန်းဆိုရင် noun မှာ ses ပေါင်းထည့်ပေးရမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ an apple, 2 apples, a book, many books, a student, 10 students. ရည်သွဲရသော noun တွေကိုမေးခွန်းအနေနဲ့မေးချင်ရင် how many နဲ့မေးလို့ရပါတယ်။ဥပမာအနေနဲ့ how many oranges do you have မင်းမှာလိမ္မော်သီးဘယ်လောက်များများရှိလဲ။ uncountable noun ရည်သွဲမရသော noun များရည်သွဲမရသော noun တွေကတော့အစိတ်ပိုင်းလေးတွေစိတ်ကူးစိတ်သန်းတွေဒါမှမဟုတ်ရင်အရေးတွေဖြစ်နေလို့သူတို့ကိုတစ်ခုနှစ်ခုသုံးခုစသည်ဖြင့်ရည်သွဲလို့မရပါဘူးသူတို့တွေကအမြဲတမ်းအနည်းကိန်း singular လေးနဲ့ပဲရှိပါတယ်ဒါကြောင့်သူတို့ကို an ဆိုတဲ့ article ကတ်ထည့်ပေးဖို့မလိုသလို ses ကိုလည်းလုံးဝပေါင်းထည့်လို့မရပါဘူးဥပမာအနေနဲ့အရေးအုပ်စုတွေဖြစ်တဲ့water, coffee, milk, juice အမှုန်အမွှားလေးတွေဖြစ်တဲ့ rice, sugar, salt, sand နောက်တစ်ခုစိတ်ကူးစိတ်သန်းတွေဖြစ်တဲ့ love, happiness, information, advice အထွေထွေတွေဖြစ်တဲ့ money, furniture, homework အဲ့လိုမျိုး uncountable noun တွေကိုမေးခွန်းအနေနဲ့မေးချင်ရင် how much နဲ့မေးလို့ရပါတယ်ဥပမာအနေနဲ့ how much water do you drink a day မင်းတစ်နေ့ကိုရေဘယ်လောက်တောက်လဲအဲ့လိုမျိုးရေတွက်လို့မရတဲ့ noun တွေကိုရေတွက်ချင်တယ်ဆိုရင်ဥပမာအနေနဲ့ water ရေကိုရေတွက်ချင်တယ်ဆိုရင်a glass of water ဒါမှမဟုတ်ရင် 10 bottles of water ရေတစ်ဖန်ခွက်သို့မဟုတ်ရေ10ဘူးစသဖြင့် container တွေနဲ့တွဲပြီးတော့ရေတွက်လို့ရပါတယ်အခုပြောပြပေးသွားခဲ့တဲ့ lesson လေးနဲ့ပတ်သက်ပြီးတော့နားမလည်တာရှိရင် comment မှာဒါမှမဟုတ်ရင်ချက်ပေါက်မှာလာရောက်မေးမြန်းလို့ရပါတယ်အခုပေးထားတဲ့ဥပမာတွေကိုလည်းစမ်းပြီးတော့လုပ်ကြည့်ပါ